Hello အားလုံးပဲမင်္ဂလာပါ။ဒီနေ့ဖတ်ပြပေးမယ် reading လေးရဲ့ခေါင်းစဉ်လေးကတော့သူ့ရဲ့စိတ်ထဲမှာကိုရှိနေသေးလား။နော်။သူဘာလို့အေးဆက်သွားတာလဲ။သူဘာလို့အရင်လိုမဟုတ်တော့တာလဲ။သူဘာလို့နှွေးထွေးမှုတွေပျောက်ဆုံးနေရတာလဲ။သူဘာလို့ဂရုစိုက်မှုတွေလျော့နည်းနေရတာလဲ။ဒီ reading လေးကိုမနေ့ဖတ်ပြပေးသွားမှာပါနော်။ကဲအားလုံးပဲကြည့်ကြည့်လိုက်ကြရအောင်နော်။သူ့မှာပေါ့နော်တခြားဗီဒီယိုလေးရက်သွားလို့နော်ကြာစားပေးမယ်သူ့ရဲ့ရှင်နဲ့သူ့ရဲ့စိတ်ထဲမှာကိုရှိနေသေးလားဆိုတော့ရှိပါတယ်နော်သူ့ရဲ့စိတ်ထဲမှာကိုရှိနေသေးပါတယ်ဒါဆိုရင်ဘာကြောင့်အေးဆက်သွားတာလဲဘာကြောင့်ဂရုစိုက်မှုတွေကအရင်လိုမျိုးမဟုတ်တော့တာလဲနားလည်မှုတွေလည်းအရင်လိုမျိုးဘာလို့မပေးတော့တာလဲပေါ့နော်ငွေကြေးကြောင့်ပါနော်သူငွေကြေးကြောင့်သူအလုပ်ကြောက်ပါနော်သူအလုပ်ကြောက်ပါငွေကြေးကြောင့်ပါနောက်တစ်ခါဆွဲချင်တာသူရမ်းစိတ်ပင်ပန်းနေရတယ်စိတ်ရှုပ်နေရတယ်ပေါ့နော်အဲ့လိုမျိုးသူ့ရဲ့ပေါ့နော်အလုပ်ငန်းပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီတကူးလာတွေမှာပေါ့နော်ဟိုငွေကြေးတွေများကြက်သေးနေကြလာတော့မသိဘူးပေါ့နော်ငွေကြေးတွေများလို့ကြက်သေးနေကြတာတစ်ဖက်လူကဖိုက်စီးတွေပါတယ်များဖြစ်နေမလားဒီကာလတွေမှာနည်းနည်းလေးဥစ္စာဖြစ်တာဆိုလို့လေနော်ကြာတာပတိတို့ဘာလို့အဲ့လိုမျိုးဖြစ်လိမ့်မယ်ထင်တယ်နော်ကြာတာပတိတို့ဟိုအရန်ညံ့တဲ့ကာလပေါ့နော်ဒီ2026ပေါ့နော်2026မှာပေါ့နော်ဒီတကူးလာမှာပေါ့အတာစားတာကြတော့ तू ကကြာတာပတိဖြစ်နေရဆိုတော့နော်ကြာတာပတိတောင်းနေများဖြစ်နေမှာမသိဘူးပေါ့နော် तू အညံ့နေမှာကြုံနေရတဲ့ပုံစံမျိုးညင်နေရတယ်ပေါ့နော်အဲ့ဆိုတော့တစ်ချက်ဆက်ပြီးတော့ကြည့်ကြည့်ရအောင်နော်ဟုတ်ပါတယ်နော် तू စိတ်တွေလုံးဝအဆင်မပြေနေပါဘူးအဆင်လုံးဝမပြေသေးဘူးပေါ့နော်တပ်ပါတီရှိလိုက်တစ်ချက်စစ်ကြည့်မယ်နော်တပ်ပါတီရှိလားဆိုလို့ရှိရင်တော့ဗောနော်အဲ့လိုသူရစိတ်ရှုပ်နေတဲ့အချိန်မှာဗောနော်ဒီလားစကားပြောနေတဲ့သူတော့ရှိတယ်စကားပြောနေတဲ့သူတော့ရှိတယ်အဲ့လိုလုံးလုံးလေးရားကြီးသူဖောက်ပြန်နေတာဆိုတော့မဟုတ်ဘူးဒီလားသူရစိတ်ညစ်နေတယ်ကွာသူရမ်းဘယ်လိုပြောမလဲဒီအစင်မပြေနေတဲ့ဟာကြီးမှာကွာသူ့ရဲ့စိတ်ထွက်ပေါက်နေရကြတော့အဲ့လိုမျိုးဖြစ်သွားတယ်နဲ့တူရယ်เนาะအဲ့ဒါကြောင့်မို့လဲအခုဒီနားထောင်နေတဲ့ reading လေးတွေနဲ့အစင်မပြေပဲနဲ့ကွာအဲ့လိုဖြစ်သွားပုံရသေးလားအစင်မပြေတော့ဘူးမင်းငေါ့နားမလဲပေးကြလားပါပြီလားဟိုစိတ်ညစ်တာလေเนาะတခြားတယောက်ကိုစကားတော့ပြောနေရလောက်တဲ့ထီတော့ကိုရီးယားအစင်ဟိုမလုတ်ပေးနိုင်ဘူးကွာဒီလားဒီတွေမှာလေကိုက main ကလေးဆိုလို့ရှိရင်တစ်ဖက်ကယောက်ျားလေးပေါ့နော်ကိုကယောက်ျားလေးဆိုလို့ရှိရင်တစ်ဖက်က main ကလေးပေါ့နော်အဲ့လိုမျိုးလေးဖြည့်ကြည့်ပေးပါနော်ဟုတ်တယ်လေနော်တခြားသူတော့တွားပြီးတော့စကားပြောတော့တဲ့အထိကွာစိတ်ညစ်စရာလိုသလားဟုတ်တယ်မလားကိုရင်ဖွင့်လို့ရတယ်လေနော်ဒါမှမဟုတ်လို့ရှိရင်လည်းပြောပြလို့ရတယ်လေနော်